သူတို့ဟာတစ်သားလုံးကိုဖျက်တောက်လိုက်ပြီးအဲ့ဒါကိုတိုင်လုံးကြီးရဲ့အပေါ်တက်မှာစိုက်ထည့်လိုက်ပါတယ်နောက်တစ်ဆင့်အနေနဲ့တစ်သားပြင်ပြနှစ်ချက်ထဲကနေစတုရန်ပုံစံတွေကိုထွင်းထူးလိုက်ပြီးအဲ့ဒါတွေကိုတစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီးညှောက်ပိတ်လိုက်ပါတယ်ပြီးတော့အဲ့ဒီတစ်သားထောက်တုံးတွေကိုထောက်တစ်ခုချင်းစီရဲ့အပေါ်မှာတင်လိုက်တာပါအဲ့ဒီနောက်သူတို့ဟာအဆင့်တစ်ခုချင်းစီတိုင်းမှာပိုပြီးကြီးမားတဲ့ပြင်ပြတွေကိုအသုံးပြုပြီးဒီနီလန်တိုင်းအကြိမ်ကြိမ်ထက်ခါလှုပ်ဆောင်ခဲ့ကြပါတယ်ဒီလိုနဲ့တစ်သားလုံးအများပြားကိုတစ်ဆင့်ပြီးတစ်ဆင့်ဆင်ပြီးတဲ့နောက်မှာတော့အမိုးတစ်ခုဖြစ်လာဖို့အတွက်ကျေပြတ်တဲ့ပြင်ပြချက်ကြီးကိုရှော့တိုက်ပြီးတက်ဆင်လိုက်ကြပါတယ်ငလင်တစ်ခုလှုပ်ခတ်လာတဲ့အခါတိုင်းမှာတော့ငလင်ရဲ့ဒုက္ခမှုအားလိုက်ဟာအဲ့ဒီတစ်သားလုံးလေးတွေစီကိုအထက်သို့စီးဆင်းသွားပြီးလန်ခီတစ်လျှောက်လုံးမှာပြင်းအားတက်ရောက်မှုကိုညီတူညီမျှဖြန့်ခွဲပစ်လိုက်ပါတယ်အဲ့ဒီအပြင်တစ်ခုနဲ့တစ်ခုချိတ်ဆက်ညှက်ထားတဲ့ပုံတံကလည်းတစ်သားတွေကိုဘေးဘီကိုရှော့ထွက်မသွားအောင်တားဆီးပေးထားတာကြောင့်အဲ့ဒီဖျားเจ้าဟာနှစ်ပေါင်းရာချီတဲ့အထိကြက်ကြက်ခံမမတ်မတ်ရက်တည်နိုင်ခဲ့တာပဲဖြစ်ပါတယ်